လေးတစ်ခုရှိပါတယ်9လပိုင်း3ရက်နေ့မှာ International American Mega Backup တင်းတော်မှာချစ်ဆိုရီတင်တန်းကျောင်းကိုဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ် လူမြောက်များစွာကိုဖျားသခင်နဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့သူယင်းနှီးကြောင်းဝင်စေလက်အသက်တာကိုပြောင်းလဲခြင်းတကူပိတ်တိတ်နဲ့အမှုဆောင်အသက်ရှင်ခြင်းနဲ့အတူ ဘဝကိုအတိတ်ပဲရှိစွာယူပါအောင်ထားတတ်စေခြင်းနဲ့ဘဝအတွက်တန်ဖိုးမဖြစ်နိုင်တဲ့အကြောင်းဖြစ်တဲ့ကြောင့်မလို့မိမိရဲ့အသက်တာကိုကြီးကြီးမားမားပြောင်းလဲခြင်းနဲ့အမိသူမဆိုတက်ရောက်တဲ့အကြောင်းပဲဖြစ်ပါတယ် အချက်လက်တွေကိုပဲတင် जा ပေးတဲ့အကြောင်းမဟုတ်ပါဘူးလက်တွေ့သက်တာထဲမှာဘုရားသခင်တမန်တရားနဲ့ညီဘုရားဘုန်းတော်အတွက်တဘာဝလုံးတဲ့ပဲထဲမှာအသက်ရှင်ရှောက်လန်းသက်ဖို့ရအတွက်လက်တွေ့တင် जा ပေးတဲ့အကြောင်းပဲဖြစ်ပါတယ် ဒီ TS ဆိုတဲ့အကြောင်းမှာဆိုရင်တော့နိုင်ငံတကာမှာအမှုတော်မြတ်နဲ့ဘုရားသခင်ကြီးမားစွာဗိတ်သိက်အသုံးပြုနေတဲ့ခေါင်းဆောင်ကြီးများထံကနေပြီးတော့မှဘုရားသခင်နဲ့အတူသွားလာခြင်းတွေနမိတ်လက္ခဏာတကူတော်နဲ့အလုတ်လုတ်ချင်းတွေနဲ့အတူခေါင်းဆောင်မှုဆိုင်ရာအရေးချင်းတွေကိုကျွန်တော်တို့လက်တွေ့သင်ကြားခံရရှိမှာပဲဖြစ်ပါတယ် တတိပြုစရာချက်ရှိပါတယ်တင်နန်းသူတင်နန်းသားလူဦးရေအကန့်အသတ်ရှိတာဖြစ်တဲ့ကြောင့်မလို့အမြန်ဆုံးစီးရင်ပေးသေးဖို့ရန်အတွက်လိုအပ်ပါတယ်ဧပြီ30ရက်နေ့ကိုနောက်ဆုံးထားပြီးမှတင်နန်းဖောင်ကိုဖြစ်ပေးရမှာပဲဖြစ်ပါတယ်တင်နန်းကာလကတော့မေ3ရက်နေ့ကနေဇွန်လ9ရက်နေ့အထိဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ် တမန်တရားကိုတည်ပြီးဝိညာဉ်တော်နဲ့ယဉ်ကျေးကျွမ်းဝင်လျက် နောက်ဆုံးသောကာလရဲ့မဟာရိတ်သိမ်းပွဲမှာတင်ကိုယ်တိုင်ဗိတ်သိက်ချင်းစုကျေးဇူးနမိတ်လက္ခဏာတွေနဲ့ပါဝင်အသုံးတော်ခံနိုင်ဖို့ အသက်တာကိုပြင်ဆင်ဖို့ရန်ဒီเจ้าကိုအချိန်ပေးတက်ရောက်ဖို့ရန်အတွက်တတိကောင်းလေးပါရင်ဖိတ်ခေါ်လိုက်ရပါတယ်